ဒီဖူမှာဟိုလုံးကြီးပြောပြပါဖိုင်ကျော်ဟိုလုံးကြီးပြောရတော့ဖြစ်ပါရဲ့ကျော်အခုပြောရတော့နာရီတိုလုံးကြီးပြောတယ်နာရီတိုရဲ့အယောင်ချင်းလိုက်ပါခင်ဗျာပြီးစပင်းသားရောဝိုင်းဝင်မှာအဝမ်းချင်းရပါခင်ဗျာပြီးဂိမ်းဝင်ရခင်ဗျာဂိမ်းရောက်ပြီဆိုတော့ Okay bro ဂိမ်းရောက်ပြီဆိုတော့ကျွန်တော်ဟိုလောမှာခင်ဗျာဂိမ်းရောက်ပြီဆိုတော့ဂိမ်းလို့ခင်ဗျာဂိမ်းလို့ပြောမှာဂဲလို့ပြောမှာကျွန်တော်တို့ပြီးဘွားရုပ်ချီလေးရမှာခင်ဗျာဘွားရုပ်ချီလေးပြောမှာကြီးအောင်လို့ခင်ဗျာပြီးဒါဆိုတော့ရောက်ရခင်ဗျာပြီးဂဲကိုသူ့ရဲ့အိမ်မှာပြန်ထားပါခင်ဗျာပြီးတော့ expire နဲ့ကျွန်တော်ဟိုတေးရမယ်ခင်ဗျာ Okay bro Okay bro ဒါဆိုတော့ရောက်ရခင်ဗျာနာရီတိုရောက်ရခင်ဗျာOkay bro ဒီဗီဒီယိုလေးတော့ခင်ဗျာကျွန်တော်တင်းမှာတော့နာရီတိုလုံကြီးကိုပြောပြသွားခဲ့ပါရဲ့ကျွန်တော် channel လေးကိုကြာရင် like တဲ့ channel ပြီးလုပ်ရော subscribe လုပ်သွားကြပါဦး bro အလုံးကြီးဆိုရင်မလုပ်ရင်တော့ဓာတ်နဲ့ထိုးပါမယ်ဓာတ်နဲ့ဖေုံထိုးမှာဗျာခင်ဗျားတို့ခင်ဗျားတို့တီးမှန်ခင်ဗျာအဲ့လို bro ကျွန်တော် channel subscribe လုပ်မလားမလုပ်လား bro လုပ်ဆိုလုပ်ရနော်မလို့နော် bro channel ကြောအကောက်ဖြတ်သိမ်းပြမှာဗျာအဲ့လို bro လုံးချင်တော့လောက်ဗျာ okay ဒီ video တော့ခင်ဗျာကျွန်တော်တင်းမှာတော့ဟွာကြီးဖြစ်သွားနာရီတိုလုံကြီးကိုပြောပြသွားခဲ့ပါ bro အလုံးကြီးမှာ bye bye